လာပြီဖေလာပြီဟာဘာပြီးတော့တောင်းရတော့မယ်ညာတကကျွန်တော်ကိုမျိုးနောင်ကဟုတ်ဆုတော်ကိုကိုဝမ်းချီကို1000ဟုတ်ညီညီအောင်ကို1000ကျွန်တော်ကိုကျမ်းပါပါစေဘုံမောက်ကို1000ကျွန်တော်ကို1000ဆုတော်ကိုအားလုံးပေါင်း4000ကျပ်ဆုချတော့ပါဗျာကျေးဇူးပါကျေးဇူးတင်ပါတယ်ကောင်းလိုက်တဲ့လူနဲ့ဆိုတော့အကိုကြီးကမရမတော့တရား9000တိထူးချပြီးတော့ကောင်းလိုက်တဲ့လူတဲ့အကိုကြီးဟောဆိုရင်နော်ကောင်းလိုက်တဲ့လူကောင်းလိုက်တဲ့လူဘာရီကောင်းလဲမမေးပါနဲ့မမေးပါဘူးစာကြီးเสียကောင်းလာပြီကျွန်တော်တို့လူကဝတ်သားမပါဘူးနော်ဆက်မယ်ကောင်းလိုက်တယ်ကြလေစုကြလေးပြေးလိုက်ပါဦးနော်ဒုပရိသတ်တွေလည်းမပြန်နိုင်အောင်နော်မပြန်နိုင်အောင်ဆိုတာအထူးအစီအစဉ်လေးရှိလို့ပါဗျာရှိအထူးအစီအစဉ်ကတော့ကျန်တဲ့အစီအစဉ်မဟုတ်ပါဘူးမင်းသမီးလေးပြီးတာနဲ့မင်းသားကောက်အောင်ပါနော်ကိုဝိုင်းချစ်ကိုလည်းမင်းသားကောက်ပါဗျာရိုးရိုးတောင်ကောက်မှာမဟုတ်ဘူးဟိုဘက်တန်းနဲ့ဒီဘက်တန်းကျိုးသားမယ်ကျွန်မန်းတဲ့ထိတ်ပေါ့နော်အဲကျိုးတန်းပေါ်မှာတက်ကောက်ပါကြည့်တဲ့အချိန်မှာပရိသတ်တွေကြည့်ရမှာကိုဆရာတော်ဘုရားတွေပါကြည့်ရမှာနော်ဘီလီကရနဲ့ပေါ်လာဒီကရနဲ့ဘောရဘာတို့ပြောင်းသွားတော့ဝိုင်းချစ်အားရည်စီးလေးမင်းသားနဲ့ဘုန်းကြီးနဲ့ဘာဆိုင်လို့ကျိုးတန်းပေါ်ကမှတော့ပြုတ်ကြပြီပေါ့နေဟေးကိုဝိုင်းချစ်ညက်ထားမှချီမနဲ့ဘဘစီဗျာအဲ့တော့ဘုံကတော့ဟိုတနေ့အောင်ကတက်မြန်မနေ့ရပါတော့ဟုတ်ပါဘူးမနေ့ရပါမနေ့ကမနေ့ကတော့အလူဝဆန်နေတက်မြန်မနေ့ရဟုတ်လှဲကဲတော့လူဝဆန်နေတော့လေဘုံမတို့ကပန်းချဲရတာဘုံမတို့ရဲ့ရှိမှာဘာတွေပါလဲလူငယ်တွေပါဦးစီတီးနေကြဦးစီတို့ဘာနေလဲအဲ့တော့ပြောစရာကောင်းလိုက်တာနော်ပါဟုတ်တယ်စုံစုံနေနေမယ်အဲ့တော့နုပညာသမားတွေလည်းဒါပွဲနာတဲ့ချိန်ဆိုတော့အားလုံးကစုံနေနေတဲ့ချိန်ပေါ့နော်ပြောစရာကောင်းလိုက်တာအဲ့တော့ကျမတို့ကပန်းချဲနေရှေ့ချတော့ဘိုးတော်နာအောင်အဲ့တော့ကျမတို့ကပန်းချဲနေကျမတို့ရှိမှာအိုးဒီခွဲကြီးဆိုတော့ပြောတာလေပြောလို့တော့အလူဝတ်ဆန်နေမှာကျုပ်တို့ကခဲ့သေးတယ်ပြောစရာကောင်းအဲ့တော့ကျမတို့အကိုတွေအိုးစီတွေတီးလို့ကျမတို့ကကခဲ့သေးတယ်ဟုတ်လားအိုးစီတီးကြ6ကျမတို့အကိုအိုးစီတီးတာမှာချွေးတွေကိုရွှဲလို့အဖွဲသားတွေအများကြီးပဲအဲ့တော့သူတို့တီးတာပင်ပန်းတယ်လို့ဘုံမောက်လေတီးကြအောင်ဘုံကလည်းအိုးစီတီးကြည့်မယ်အိုးစီတီးရပတ်ဆိုင်ပါလေကောင်းလေကဘုမအိုးစီတီမှာလေဘုံမပတ်စာကလည်းအောင်ခဏလေးနော်ကအဲ့ဒါပါယူဒီလိုဦးစီရဘုမဒီမှာလည်းအိုးစီငါးပါးတီလာလို့ရင်မြင်မရွှေရုံလေးကိုလက်နာပါဦးရွှေဦးစီဖြစ်ရမယ်ဟာဦးစီမနိုင်နဲ့လို့ပတ်စာကြီးကိုချင်းတယ်မနိုင်ဘူးလားဦးစီအပေါက်ကြီးကိုနေလာရုံပေါ့တော့ဒီမှာအပေါက်ကဒီပေါက်ကကဦးစီကထမ်းနေရဦးစီကထမ်းနေဘယ်လိုလဲဟိုအနောက်ဖက်ရကလေးကလော်လီကောနဲ့လမ်းထူနေတာဦးစီပေါ်ခွတ်မောက်ထားကျမအိုးစီမဆန်းရသေးဘူးဟိုဘက်ရကလေးစော့နေဟုတ်အေးဥမဆန်းမဆန်းလေချဲတယ်ဟိုဘက်ရကလေးလုတ်ပြန်ပြီလားကလေးမစော့နဲ့လို့ပြောနေငါပတ်စာကတ်ချဲတယ်တလုံးမှမတူတော့ဦးစီပတ်စာကတ်နေတဲ့အချိန်ချဲထွက်သွားလို့ဟာများတယ်မိုးများရွာမလို့လားပတ်စာများလုံးလားနှုတ်လာမယ်စကွတ်ငါပတ်သက်လဲပြေငါတို့ယူလာထွထွဦးစီရဘုံသူတို့ကရိုးရိုးတန်းတန်းပြောလို့မရဘူးလူပြောမှရတာဒီတခါဦးစီတီးရဲ့တန်းနဲ့ဦးစီတန်းမထွက်တဲ့ကောင်နှမဘေးဒါပဲအေးငါကြတော့ပေးမှာမဟုတ်ဘူးလေငါကြတော့မရဘူးလေအဖေပေးလို့ပြောလိုက်တာမဟုတ်လေအဲ့တော့ငါနာပဲလေဟိုမှာဥပ္ပဆိုင်ယူကဲအဲ့တော့ငါစမ်းတာမှန်ရဲ့တန်းနဲ့နတ်ကလိုက်မဆိုင်အကုန်9ယောက်ကြားဟာအားလုံး9ယောက်ကြားလေဟေးအမလီစမ်းနေဟေးမစမ်းအနေကအမတီးရင်9ယောက်ကြားလို့ပြောတယ်တီးရင်တီးမှာ9ယောက်ကြားဖြစ်မှာတီးမှာ9ယောက်ကြားဖြစ်မှာတဲ့တီးရင်2ယောက်ကြားတယ်ကဲအဲ့တော့ငါရင်တီးမယ်ကွာပုံဟောသင်ငယ်အသားလေးမှာလင်ကြီးတယောက်လို့ရှိတာဘုမယောက်ျားလို့ချင်းတဲ့ကောင်ကြည့်ပါဦးပတ်စားကောင်းလက်ကြကောင်းပါထိုင်းဆရာတွေတနာယူတွေပလုံးမကြည့်ဘူးဘုမဖိန်ကြည့်ဘူးဆက်မလားမေးသိနေထောက်ထောက်ကြည့်တယ်မေးသိကြတော့နည်းနည်းပြောဆိုကြရည်တော့ငါတို့ဒီရပဲပေါ်တော့စားနေတယ်စားနေတယ်စားဦးစီတ
ဒါမေးလို့ဘူးရရောက်ပါတော့ခဏပေါင်ခိုင်းညာဟေးလာလေဘော နေနေအကြောင်းတောင်းနေ အိုးငါယောက်ျားတို့ဘလို့ဖြစ်ရတာလဲငါယောက်ျားတို့ရဲ့လင်ကြီးလင်ငယ်လင်လက်ပေါင်းတို့ ဟေး လင်ကြီးလာပဲဆုံးပြီလားဟဲ့ ဟိုပြီဟေး လင်ကြီးလာပဲဆုံးရင်တော့အိုးဒီတရားဝါ အဲ့ဒါပြီးရင်ငါလင်းငယ်နေမယ်ဟဲ့ လင်းငယ်တဲ့ငယ်တာဘာရှိသေးတော့လင်းသေးသေးလေးကွာလင်းသေးသေးလေးဟာနာမည်လင်းသေးသေးလေးတိတ်တိတ်ဟေးဒီလိုက်ဒီလိုက်ဟေးလာလေဘောတော့ဘာ ဦးစီ ဒါဦးစီ ကောင်းကြငါယောက်ျားတွေကတော့ အားရပါ ရက် ရ ဆက် ပါ ကဲတော့ဒါကျမတို့ရဲ့ရှေ့မှာအိုးစီတွေပါလား ဦးစီပါ ကျမတို့မှာအကြားမှာညက်နေတာ ဘယ်ချာညက်နေရလဲ အိုးစီနဲ့ဒိုးဘက်နဲ့ကြားတဲ့ညက် ဟော နေတာ ဦးစီနဲ့ဒုဘက်ချားတဲ့ညက်နေ ဘယ်ချာညက် ဒီပါဝဲ ဟုတ် သူကပဲဆွဲထုတ်ပေးရမလို့လို့ ကဲတော့အိုးစီပြီးသွားပြီဆိုတော့ကျမတို့ရဲ့ရှေ့မှာအိုးစီဖွဲ့ပြီးသွားပြီ ဦးစီ ကျမတို့ရဲ့အနောက်မှာ နောက်မှဒုဘက်တစ်ဖက်ပါလေ ဒိုးဘက်တစ်ဖွဲ့ပါ နှစ်ဖွဲ့ကြည့်တာဟုတ်တယ် သူတို့ အဲ့ ပြန် ဒါ ဆိုင်နေ အဲ့ တ ဒါ ယ် အဲ့ဒါမှားတာ ဘာလို့တော့ အဲ့ဒါမှားတာပဲ ဟာလို့ ရှေ့ခေါ်တွေကိုပြောင်းပြတာတကယ်တမ်းတစ်ဖက်ပိတ်တစ်ဖက်ဖွင့်အဲ့ကောင်အိုးစီကိုခေါ်တယ် ဦးစီ စီသုံးစီရှိတယ်ဗျ သုံးစီဗျ တစ်ဖက်ပိတ်တစ်ဖက်ဖွင့်အဲ့ဒါအိုးစီ ဘဝတုတာပါ နှစ်ဖက်လုံးပိတ်မယ်အဲ့ကောင်ဒိုးဘက်မဟုတ်ဘူးနော်နှစ်ဖက်လုံးပိတ်ရင်ဒိုးစီ ဒိုးစီ ခလုတ်ကလေးနဲ့ပြီးတော့စက်ကလေးနဲ့လုပ်တယ်အဲ့ကောင်ကိုဓာတ်စီ ဟိုင်းရှောက်ပြောနေဘုံပြောနေဘုံပြီးတယ်ဆိုတာ 92 ဘာနိုင် ကဲတော့ဆိုဒိုးဘက်ကလေးသွားကြည့်ရ ဟုတ် ဒိုးဘက် ဟေးအဲဒါဒိုးဘက် ဒိုးဘက် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းတယ်ကိုဟုတ် ကဲဒါဆိုရင်တော့ကျမတို့လှိမ့်ကြည့်ရ လိတ် လှိမ့် ရပေါ့ဘာပေါ်အောင်ဘုမပေါ်လေးလာပေါ့ လာတာပေါ့ ဒါလေးငါဘာဖြစ်ငါပြန်ရောက်မှာ ရောင်း ဘာလို့မလို့ ရောင်းမယ်တော့ရောင်းမယ် ငါပြန်ရောက် ရောင်းမယ် ဘာလို့ကိုတော့လို့ပြောချင် ရောင်းဘယ်တော့တော့လဲ ရောင်းမယ်အမြတ်လည်းမတည်ဘူးကျုပ်အရင်တိုင်းပဲပေး73သိန်းခွဲ ခမရဒီပေါ် ဟမ် အရင်တိုင်းပဲပေး73သိန်းခွဲ ဒါလေး ဟုတ်တယ် ဒီမွေးငါဘတ်အုပ်တဲ့ဟာ ဘာမွေးငါပဲအောင်မှာတော့ တို့ရတော့မွေးငါရင်လာမှာကြောက်လို့နားရင်အုပ်တဲ့ဟာ အဲ့ဒါပြောင်းလေးအဲ့ဒါပြောင်းဒါကြောက်စီတွေပါတယ် ကြောက်စီရပြီးကြည့်တာဟုတ်တယ်အဲဒါလေးငါပြန်ပြန်ရောက်ဝင် ရောင်းမယ် ဘာတော့ချိကြရာတီဦးကပူပြီလေ ဟုတ်တယ်လေ အဲ့ဒါပေါ့တီကိုဘောင်းမိတ်ချုပ်ပေးမယ်လို့ ဟဲ့ ဒါလေးနဲ့ရက်ကွက်တဲ့တော့လို့ခွေးတွေလိုက်ဆွဲထွက်ကြည့် ဟုတ်နေ ပြောစရာကြီး ပေါ့စီတယောက်တည်းချုပ်ပြီးတော့ခါကျတော့ပိုးနေမှာပေါ့စာကြီးအကိုလည်းဝေးရမယ် ရတယ်ငါနဲ့ပေါ့စီနဲ့တရားကိုဘောင်းမိတ်ချုပ်ဝတ်ပြီးတော့မနေ့ပိုင်းကျရင်တို့သမင်းကျွေးမှာလာစား တို့ကဟင်းညိုလိုက်ရင်ဒီလိုလိုက် နေရ တို့စီကလည်းပါတယ်တော့ ဘာလို့ဆရာပေါ့နေရောက်စင်တို့ကြတော့လေဒါနည်းနည်းအစပုံနေသေးတာ ပူရီ ညီညီအောင်မှချုပ်မယ် ဟမ် နင်းတော့ပါချုပ်မယ်300အဲ့ဒါမှစင်တူ ဟောဝေးရမှာပေါ့အမဖြစ်စီခြင်းဝေးရမှာပေါ့ ဝေးမှာအားကြမှာငါဟိုနေတာလေးဝေးပင်ငါဟိုတချင်းဆိုမှာ ဘယ်ချင်းလဲ ဦးလေးတို့ဘူးကြောင်ဦးလေးတို့ဘူးကြောင်ချောကလက်ရေခဲကြောင် ဟာဦးလေးတို့ဘူးချောင်း ဦးလေးခန်းကောင်းသည်ဆိုတော့ဒီ ကဲတော့နောက်ဆုံး ဦးလေးခရံကောင်းကြီး ကဲ သူက နောက် သူကြွားသေးတာဦးလေးခရံကောင်းကြီး ကဲတော့ဆိုနောက်ဆုံးလှိမ့်ရ မယုံဘူးလား မောင်လေးပတ်မလေး မယုံဘူးလား ကြုံဘူး ဟောဟိုင်းမှာ ဟာဟုတ်ပါဘူးတခွားသေးပါဦး ပတ်မလေးနဲ့တော့ ပတ်မလေးနဲ့ ဆက်ဆက်ဆက် စမယ်ပတ်မလေး ဟေးကြိတ်ရဘောမဘေးရခဟေးဟေးဟေး
ဒီငါကြည့်နေတယ်ဒီဘုံမကြိုက်နေမလား မပြောပါနဲ့ ပြောတော့ပါ ဟုတ်ဘူးပြောသေးခြင်းလို့ပြောသေးခြင်းလို့ပြော ဘုံမကြိုက် တဲ့တော့ငါကြောက်ပါ ဘုံမကြိုက်ရင်ငါပြောအဲ့ဘုံမကျွန်တော်ပြီးရင်ပြီး နင်းပြီးမှတော့ငါဘာလို့ရမလဲ အဲ့လိုမဟုတ်ဘူးလေကျွန်တော်ပြောပြီးရတယ်လို့ပြောတာ ဟုတ်လား ကျွန်တော်နဲ့စကားဝင်ထွက်ရှိတယ်သူကလည်းကျွန်တော်ကိုကြိုက်တဲ့ကျွန်တော်လည်းသူ့ကိုကြိုက်တဲ့တယ် အဲ့ဘာပြောပြီးတော့မလုပ်ဘူးလက်ကလေးကန်ကိုကြိုက်ပြီးကျင်း လက်ကလေးကန်ရရင် ကြာပြီငါ တကယ်ချင်းနဲ့လား လူကန်ရင် အဲ့ဒါဆိုရင်လက်ကလေးကန်ရအောင်ကျွန်တော်ဂွင်ဖန်ပေးမယ်အခုကျွန်တော်နောက်ကလုံးလိုက်ကျွန်တော်ကနေလိုက် ဟာ လက်ကန်ရုံမဲမလားကျွန်တော်ကနေလိုက် လက်ကန်ယူမယ်ငါဟာလက်ကလေးကန်ရင်ကျင်းလိုက်ကွာ ဘာဖြစ်တာလဲ ဟမ်ဒီကြောင်ရလို့ ကျန်တဲ့ရှိစုလေးရှေ့ကငါကျမလို့မစိုးနေပြီနော်နေဘုံမကြိုက်တာလားငါကြိုက်တာလားဒီတစ်ခုခုလွဲတယ်လို့ပဲနော်ငါတော့ခံစားနေရပြီနော်ပြီးမှစိုးလို့နောက်မှစိုးဟာ that တို့ အဲ့လိုအချိန်ဆိုင်မရှိဘဲနဲ့ကလေးမမယုံရင်နင်လက်မကန်ရတော့ဘူးနော်ငါပြောပေးမယ်နင်လက်ကန်နင်ကောင်းစားဖို့ငါလုပ်ပေးတာလေ အားပြီးတယ် အားလုံးပဲအားလုံးပဲသူဘာတွေနိုင်တာတော့အားလုံးပဲလက်ညှိုးထိုးအားလုံးပဲကြွလာကြတယ်အတိုင်းစမ်းကြည့်မယ်နော်အစင်မပြေရင်ကောင်မလေးကြီးမသွားဘူးနော်အားလုံးပဲကြွလာကြတဲ့ပြည်သူများကိုကျွန်တော်ပေါ့စီကဂျေဇူးတင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ညာဘက်ကပြည်သက်ကြီးကောဘယ်ဘက်ကပြည်သက်ကြီးကောအလဲကပြည်သက်ကြီးကောကျွန်တော်နှလုံးထဲမှာကျွန်တော်အပေါ်နှလုံးအဲ့ကမလွဲတင်လေလို့နင်ကပြောတယ်အောက်နှလုံးကအပေါ်နှလုံးမှာပါကျွန်တော်နှလုံးသားထဲမှာပြည်သက်အားလုံးကိုရင်ထဲကနေ I love you ဖြတ်ကြည့်ကောလူကြီးတိုင်း I love you ဘွားညချစ်တဲ့တတာပြန်နေမနာကျေးဇူးတင်ပါတယ်ခင်ဗျာကလေးမကိုကျွန်တော်ခေါ်လိုက်မယ်ကိုလက်ကင်ရုံပဲနော်အစင်းတော့ပြည်ပြည်နေအေးပါအရန်ပရံမလုံးနဲ့နော်ကျွန်တော်လက်ကောက်ပါကျွန်တော်ဘုံမိုင်းထောင်းလေဟာအများလေးကဲဒီကိုပြော ဘာလို့မရိုင်းလိုက်လား မဟုတ်လက်ဘာလို့နင်ထမရဘာကြီးထွက်လာအောင်ဘာယူ ထမင်းလေးကနေလက်မဲထွက်လာတယ် ဟောပန်းကက်ကြီးပါဟောငါမေတိကိုမတိဘူးရေ အေးဘော အကယ်ပဲသပင်းတက်လိုက်ပါဦးမယ် ဒီမအေး ငါ့ကိုချစ် စစ်တာပေါ့အော် ဟောနင်တခုပြောအောင်မယ်ငါ ဘာစုပ်ကိုလောက်ခိုင်းတာဘာဖြစ်နေလဲ ဟိုငါ ပချလိုက်တော့မှာနော် ချစ်လေးမရှိတော့မလို့ငါ နင်ဘယ်လိုပြောနေ ငါကငါပြောနေတာ လဲ ဘုမ အေး နင်မတွေ့တာကြောက်လို့တကယ်တော့ချောတာ ဟုတ်လား ငါလေးနင်ကဖုံးဆက်သေးရဲ့လေ ဟာခေါင်းစားတာဒီနေ့ချက်ပေါင်းတာ ချုံမိုင်းအဲ့ဒီချင်းနေဆိုတော့ငါတိုင်းရှိကုန်တာပဲလေလေဘုမဟာလေဒီကိုအေးစီစကားပြောပြရှိရသေးလား ပြော အခုလေရှင်လေးဟာလေ ဘာဖြစ်နေလို့ခိုင်းနေလဲကြည့်အောင် ရှင်လေးတခွတော့တကယ်ကြီးမရဘူးလား ရှေး ငါရှင်ဆော ပြေးတော့ချင်လို့ ဟုတ်ပါ ရတာဗောတကယ်ချင်း တော့မလို့ တော့လိုက်ပါနော် ရှင်လေးတခွတော့ ရေးခဲ့မယ်နော် ဟာဘာမပြောတယ်နင်ဘာသာအဲ့ဒါ ငါကန်မှာဆို ငါပြောပြီးကန်မယ်နင်ကိုကန်ခိုင်းနေအချင်းရောက်ကန်ခိုင်းရမယ်လေနေရ နင်းမကန်မှာဆိုတော့ငါဒီလိုနင်းနေရတယ် တို့တော့စောင့်နေနေ ငယ်ကြီး ငါကြီး ရေရ လာပြီလား ရောက်ပြီ ရင်စားနေတာနဲ့တော့ပဲရေလေးပေးပါဦးတောက်ပြီအာ ဘာဖြစ်နေရတော့ အမုံပါလားလို့ကြည်ကြည်ရ အော်မောင်ပါလာလို့ကြည့် မုံပါလားတောက်မယ်ရေသားတော့ဟုတ်ပါတယ်နော် ရေးတတ်နေပါ မယုံဘူးလို့ငါကြည်ကြည်နေ ဖြစ်နေရလား ဟုတ်ဘူးဟိုလိုမောတော့မယ်လို့မောတော့မယ် အဲ့နေဘယ်လိုပြောနေရတော့ က
ကောင်းလိုက်တာရေလေးရအေး အဲ့ နေ ဒါတကယ်သိမ်းလိုက်တော့မယ်နော် ခဏလေးခဏလေးတကယ်ကြီးငါတော့မယ်ဟာလေဘောင်းတော့တာ ငါလည်းစားရလေ ဆိုင်ဖို့ငါတော့နေတာလေငါ့ကိုတိုက်ပြီးကြမှာငါ ရ ရှိ င်ကြီး ငါကြီး ပြောင်းလဲပါလေရောက်ရက်ခက်နော် ဟိုဘောနေတိုက်တဲ့ရေလေးတော့ပြီအေးလို့ အေးရင်ထဲကိုအေး တ တော့ ကယ်ကြီး အေး ငါတခုပြောဦးမယ်ငါနေ့ပေါ်မှာဘယ်လောက်ရှင်းလဲဆိုရင်လေ ပြောစမ်း နေယုံမလားတော့မသိဘူးဟိုးကောင်းကင်ကြီးကိုအပေါ်မှာကိုကတိပေးရသေးတယ် ကိုကိုလည်း ဟိုးကောင်းကင်ကြီးကရှိတဲ့ခြေတရားတွေကိုအောင်လည်းမျိုးချစ်တယ်ဟိုးပထဝီမြေကြီးက ပထဝီအောက်မှာ ဟောငါလို့ပထဝီမြေကြီးကအဲ့ဒီမြေတို့တွေစုံးနေတယ်မျိုးချစ်တယ်ဒါနဲ့ဟိုငါခိုင်းတဲ့သဘောမျိုးမှာငါစိတ်လေးလေးတော့ချင် ဆွတ်လေ တော့ချင် ဆွတ်လေလည်းတောက်ချင် ဟုတ်ပါ အေးရမယ်ခဏစား လေးလို့ပြောတော့ အေး မခံရသေးဘူးလားကွာ ငါပြောမယ်သူစက်လိပ်ပေးတဲ့ချိန်မှာအဲ့လိုကန်ခိုင်းမယ်စက်လိပ်ပေးတဲ့ချိန်သူပြန်ပေးတဲ့ချိန်ကန်နော်နေပြအောင်လို့နော် ကန်ကြလိုက် အေးပါ ကန်ကြပြီနော် စက်လိပ်ရပြီ ကြကြီး ဟေးစက်လိပ်မရသေးဘူးလားတကယ်ကြီး အေးလာပြီ လဲပြောနော် တက်လိုက်ကဟိုဘက်မြောက်ဘက်ရင်သွားညီ အေး အေး စက်လိပ်ပေးအာโอเคဟေး ဘာဖြစ်နေ ကောင်းပြန်ကြီးဟေးဟေးဟိုးမင်းချမ်းဖို့ဘူးနော် ဘာဖြစ်နေရလို့ ဘောအဲ့ဒီစက်လေးအမွေကိုရှူးကြည့်လားအမေပြီးတော့ ready ပဲဘောဘာလဲ ready စက်လေးတော့ပဲ အေးရက်တယ် ငါဂရင်းနဲ့ချင်းတာ အေးက ပတ်သက်ရှင်းမနေတယ်ငါလည်းပဲတခါနဲ့ရည်ပြစတာ ဟာရေးပါရ တကယ်ကြီးရေ အေး မနာတော့ငါလည်းပြီးခဲ့တဲ့ပွဲတော်လေ အေးပေါ့ မင်းဟောငါစိုက်ပူချင်တာသိလား လင်းမငေါ့လိုက်မပို့ပဲနဲ့ငါ့ကိုတယောက်တည်းလွတ်လာ ရပါတယ်ငါတကယ် အေး yes မင်း နောက်ပွဲတွေ့တော့ငါ့ကိုလိုက်ပို့မှာနော်မနေ့ကလိုမျိုးချိုးမျိုးငါ့ကိုချိုးလို့မရဘူးနော် ငါတော့ပြီးတော့တကယ်ငါတော့ဆက်တော်ပြီ တိုက်လား ဆက်တော်ပြီအဲ့ငါတော်ရင်လည်းငါဆက်တော့မှာ တိုက်ပြီ အကြိုက်တယ်လားမကြတော်ပြီ တော်ပြီဆိုငါ့ကိုပေးလိုက်တော့လေစက်မတောင်းနဲ့တော့လေ တော်ပြီစိတ်ကကွက်တယ်ဆက်လိုက်စိတ်ကကွက်တယ် အိုင်း တကယ်ကြီးပြီးတော့ယူလို့စိတ်ကကွက်တယ်ထည့်လိုက်တော့ပြောတာတကယ်ကြီးရောက်တကယ်ကြီးရောက် စိတ်ကကွက်တဲ့တူတာအဲ့ဒါပဲရှိရလေကွာ မတော်လို့အမွေးတွေမိတော့မယ်လို့ မင်းကငါမကန်ဘူးမကန် အမလေး ကန်ကြီးလိုက်ကွာကန်ကြီးလိုက် ဒီကကြည့်မယ်တကယ်ချင်းလာအောင်ဒီနေ့ကနေငယ်တော့စော့မယ် ဘယ်လိုဆော့မှာ လက်ကိုကြိုက်ကြည့် ဟမ် အချစ်စမ်းမယ် အချစ်စမ်းပါ လက်ကိုလည်းငါကြိုက်တယ်ကြိုက်တဲ့အချိန်မှာနားတယ်လို့မပြောချင်နားတဲ့သူကမချစ်လို့ ငါလည်းသူကမချစ်လို့ ငါလည်းတအားခိုင်းပါတယ်နော်တအားခိုင်းတော့ ပြီးတာပဲအဆုံငယ်ငယ်ရလို့ပဲနော် အေးပေါ့ ရတယ်နင်ကြိုက်မလားငါရင်ကြိုက်မလား ဟမ် နင်ရင်ကြိုက် ငါရင်ကြိုက်တယ်ငါကြိုက်မယ်နားလား နာဘူး ဘယ်နာမလို့ငါတိ့ုံပဲတိ့လာတာရငါလက်က ကြိုက်မလားပေးတယ်ပေးလို့ ပေးလိုက်လို့ပေးလိုက်လို့ ပေးလေ ကြိုက်တာကြိုက်ငါညံ့ညံ့ချက်ပြပြအောင်ကြိုက် ဘယ်တော့မှတကယ်ကန် ဟေးဘောမရင်ရင်ရင်နေတာကျေတူလီဘောမ ရေခရတော့ဒီလေးတော့ကိုရှိတဲ့ဒီစပြေရတဲ့ တို့တဲ့ ချမ်းသာစိတ်နားစိတ်ကနေလလလာရီမပြေလို့တော့ရေမစရာစေနာမင်္ဂလာတီးပြီးတော့လူရ လူရောလူမျိုးလူမျိုးရှိရလားဒီလိုလေး
ကိုတက် ရှာစင်အားစိနားစင်အားနေနှလုံးသားရမကိုကိုတက်ရင်မစင်နာစင်နာမင်္ဂလာတီးကိုကိုတက် ကိုတက် ကိုရကိုရလည်းမြောက်ချစ်ရင်လားကိုကိုနေရတဲ့နေကိုနေနိုင်နိုင်ကိုကိုနာကိပြောင်းတော့ညိုလိုက်မှာအသက်ရှင်နေတာကိုကိုတက်ဘဝရသက်ရှင်နေတာချစ်တော့ကိုတက်ပါရှင် ကိုကိုပါလိ Let's go ရ ကိုင်းနေတော့ဘဝရတောင်းဆိုထားတဲ့ချင်းလေး ဟုတ်ကဲ့ ဟုတ်ကဲ့ အဲ့တော့တောင်းဆိုထားတဲ့ချင်းလေးက ဟုတ်တယ် ကောင်းလိုက်တဲ့လူတဲ့နော် ဒါလူတွေကလုံးမတယ်တောင်းတာပါ ပြီးတော့ကျတော့ဟိုလေ ရှိတဲ့အတွက် ကိုရှင်းသားဟိုလေအဲ့နာအေးဆိုင်အကွင်းရဆိုင်နဲ့တူတယ်ကွင်းရဆိုင်ကလည်းကိုန်းချစ်ကိုတောင်းတာပါတယ်ဟိုအကျွေး2000လာပြီးတယ်ဟိုလေ တချင်းတွေပဲတောင်းတာမဟုတ်ဘူးလား ပြန်မပေးမယ်ပြောပြီးတော့ အာ ဒီတော်ကြီးအခုကျေးဇူးပါတယ် ကဲတော့မောင်လေးကောင်းလိုက်တဲ့လူ ကောင်းတာပေါ့ ဝဲမဲ့ ကောင်းတာပေါ့ ကဲကိုင်းရှင် ဆိုတော့ကောင်းတာပေါ့ ကောင်းလိုက်တယ်လူ ကောင်းလိုက်တဲ့လူလေး ကဲတော့တို့ကနာမည်လေးတွေနဲ့တရုပ်ဆောင်နဲ့ကွန်ပျူတာနော် ဒါပေါ့ဒါပေါ့ နာမည်လေးတွေငါပေး ပါရှင် ဟမ်နာမည်ငါပေးရမလားလူတွေကအိုးဝင်းအောင်နဲ့နာမည်ချင်းငါမှာဟုတ်လား အဲ့ဒါ ရတယ်အဲ့တော့လူတွေကအိုးဝင်းအောင်ညီညီအောင်နဲ့နာမည်ချင်းခဏလဲပေးပါနော်အေးယူသွားဟုတ်ကဲ့ပေး ဟောကိုဝင်းအောင်ပြောရလား ရော့စွတ် ဟုတ်ရပြီ မင်းနာမည်ပေး ကျွန်တော်နာမည်တော့ အဲ အကျွေးဆက်လာအောင် အင်တာကွက်နဲ့ကြသွားရင်ကောက်ရတော့ညီကအလူမတော်တော်လေးနဲ့နာမည်ကြီးလဲမယ် ဟုတ်တယ် အဲဒေါ်လေးဘုံမနဲ့နာမည်ကြီးခဏလဲမယ်နော်အေးဟုတ်ပြီဟုတ်ပြီကဲရော့စွတ်နင်းနာမည်ပေးအဲ ဟဲ့ ဘယ်ကနှုတ်တာတော့ အာဘယ်ကပါလို့လားအေး ရှောက်ပြည့်နေနာမည် ရပြီ ငါဆိုအဲ့ဒါပြန်မပေး ရက် ဘူး ရက်တော်တော်ဒီဟိုကကိုဝဲနော် ကျွန်တော်ကိုဝင်းတော့ကဲအလူတကိုင်းဖြစ်သွားပြီနော်ကဲဒါကအလူတကဟိုကအလူမကဲတော့ကျွန်တော်ကလင်မယားပေါ့ဟုတ်လား ဟုတ်တယ်လင်မယားတဲ့ ကွမ်းချေ ဒီကယားတော့မသိဘူးလင်မယားတဲ့ အဲ့ဒါလေကျွန်တော်လည်းအဲ့ဒါမသိလို့မေးမယ်နော် อืม လင်မယားဆိုတာလင်ရရတာလားမရရတာ လင်မယားဆိုတာကမှတ်တာ9နိုင်လောက်ကြမယားရတယ်တနင်္လာခွဲလောက်ကြလင်ယားရတယ်ဟောမနက်မိုးလင်းတော့လင်မယား ဘယ်နဲ့မိုးလေးကျတော့ရခုမှကျပါထရ မိုက်ပြီ ဆိုရည် ကဲတော့ကျွန်တော်ကလင် ဟာ မယားနော် ကျွန်တော်ငယ်ငယ်တုန်းကတောက်ခဲ့တဲ့ရိုင်ယန်ဒီပါဟောကျွန်တော်ငယ်ငယ်တုန်းကတောက်ခဲ့တဲ့ရိုင်ယန်ဟာဒီကောင်ကိုကျွန်တော်တယ်လီဂရမ်မှာမြင်ဘူးလေ ဟိုးလာဆာမောပြီရိုင်းတီ အမလည်းမဆိုင်ဘူးလက်ဆံမောပြခွာ ကဲတော့ဇာရင် အဲ ကိုနောင် ဇာ ကိုနောင် နာမည်ခေါ်တာကြောက်ပါတယ်အိမ်မှာခေါ်တဲ့နေ့ပဲခေါ်တော့မယ်ဟောမိမဘာဖြစ်နေလဲ သူ့ခေါ်တာလည်းတော့မဖြစ်နေတာ ဦးရမ်း ကဲဟိုကမိမ အေး ခေါ ယော ် က် တာ ျား ခေါ် ယောက်ျားတာဒီကညီတော့ဦးယားနေ ကဲယောက်ျား မိမ ကဲယောက်ျား တို့ဟာမိမ ဟေးယောက် ငါ ျား လူမယ်နော်အဲ့တော့မိမ อืม ငါလူတော့မိမ ငါမငါမ ဆိုင်းကျန်လည်းပြောလိုက်ပါဦးသူ့ပတ်သက်တဲ့ကိုမိမတွေဘလုံးဘလုံးဖြစ်နေပြီ ငါလည်းဒီနေရာလေးနှိုက်နေရတာပါနော်ကဲမိမ ကဲယောက်ျားရေ ငါလူကတော့ငါကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာငါလူမငါတော့နေမိမငါဟိုမိမငါလူကတော့ငါနေဝလုံးတောင်တော့ငါမလူချင်ဘူး ဩကျုပ်လည်းအဲ့ဒါ ဘလုံးတော့မလူချင်းဝချမ်း9000လူ ဘဝဒီတိုင်းမလူဆိုင်းနေမင်းသမီးတွေလူမယ်ဒါကိုပြောတာနော် မင်းနဲ့ပါကြီးကြီးကျယ်ကျယ်လူပါ ကြီးကြီးကျယ်ကျယ် ကဲတော့ယောက်ျား ရ ငါ့ယောက်ျား အေးမိမ ကဲမိမလူမယ်ငါ မိမလူမိမလူမိမ ကဲအဲ့တော့မိမပြောချင်တာတခုရှိတယ်ငါ အိမ်နီးနားချင်းလည်းအာနာကြပါအောင်လို့လူစရာရှိတာကျန်တဲ့ကိစ္စပြောကြပါဦးဒီမိမနဲ့ယောက်ျားနဲ့မိမဒီနှစ်ခုထဲမှာလဲနေတယ်လေ ကဲ နော် ပါပေါ့စီ6កောင်ချင်းနဲ့ခွေးမပေါ့ခဏ ငါဘာကြီးခွေးထလိုက်ပြီကွာ ကဲမိမ အေးယောက်ျား ငါလူကတော့ငါကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလူမယ်ဆိုင်းနေမင်းသမီးပိတ်တဲ့အစုံထဲမှာ ကဲအလူတော့သူများလူတညပဲမလူဟဲ့တို့ကတော့ ဘာနေညလူမှာ 3ညလောက်လောက်မယ်လေ 3ညလောက် ဘာလို့တော့ကောင်းမှမငါပဲနဲ့မင်းလူမဟုတ်ကွာအားလုံးကတို့တာအလူပညာမောင်နှမတွေဆိုတော့လာပြီးတော့ဝိုင်းဝန်းပြီးတော့ကူညီကြမှာဆို ကဲအဲ့ တော့ တော့မိမဆိုင်းရတော့ငါတော့ဘောင်းဆောင်လူမှာ မေက နော် တကမလူပဲနဲ့ခြံတော်လေးပဲလေထောင်းလောင်းဟေးငါနာညက်ကလာပြီ ကဲမိမရေ ဟေး အငိမ့်ကန်းလေးတော့နေငါဆိုင်းစရာဘယ်သူတီခိုင်းကောင်းမလို့ ကဲဆိုင်ကတော့ဟိုငိန်ကန်းလေးကိုတော့တို့ဟိုငငယ်လေးနဲ့ ဟောဝါလေးတို့လည်းလေကျော်မင်းတခေါ်ရဲ့သူ့တဖြီးတယ်လို့ခိုင်းတယ် ခေါ်ရတပီး မနေ့ကျန်တဲ့ရွာတွေတခေါ်ပြောပြောတဖိပြောပြောရှက်ရင်ရှက်လိမ့်မယ်တို့မြို့ကတော့ရှက်ကုန်မရှက်ဘူး ဘာလို့မရှက်တာ တို့တင်ခေါ်တာမှမဟုတ်ဘူး မဲဟာ
ကဲတော့မိမကဲနေကြကဲအငိမ့်ကလေးဆိုင်းစရာဘာသူဒီခိုင်းမ ကဲ လို့ တော့ဆိုင်းကြတာတို့ဟိုငယ်ငယ်ချောချောလေးလေတို့ညောင်ညောင်ဤပဲတီးခိုင်းလိုက် ညီ ရ အောင်ဘာညောင်ညောင်ဤတို့ညီအောင် ကဲဟုတ် ညီ 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 ညာ အောင်ပဲတီးခိုင်းလိုက် ဟော တော့ အိုင်ကောင်လေးကဂူချွန်ဖြိုးနဲ့လည်းတူတယ်ဆိုလားပဲ ဟုတ်တယ်မနေ့ကချီကားတိုက်လို့သေးပေါ့တဲ့စိတ်ကချီကားဖလာကြီးနဲ့တင်တဲ့ချီကားတိုက်တာတဲ့ သူ့ကိုသူမြတ်ဂူဂျွန်ဖြိုးတယ် ဆိုင်းစရာဘဲဂူထဲဝင်နေရ ဟောဂူဂျွန်ဖြိုး ကဲမိမအငိမ့်ကောင်းတော့ညီညောက်ဒီခိုင်းမယ် အေး ကဲမိမသဘောနော်မိမသဘောနော် တော့ဆိုင်းနေကြည့်ပဲတီးခိုင်းနေတော့မရလေတော့အငိမ့်ကန်းလေးပါလေတော့ကောက်ခိုင်းအောင်ပါ အငိမ့်ကလေး အေးအငိမ့်ကြတော့မင်းဘုကောက်ခိုင်း အငိမ့်တော့အဲ့တော့ယောက်ျားကြိုင်ခါမယ်နော်မိမယော မ က်ျား ခင်ထွေးရင်ဆိုရင်ရောမခင်ထွေးရင် မက်ကသေးနေဟိုအဲ့ရတဲ့ကိုထနိုင်မှုမက်က အိမ်မှာ သေး လည်းပြင်းနေတဲ့တူမခင်ထွေးရင်ကခိုင်းရင်ရော ကဲခင်ထွေးရင်ညီလေးဖြစ်တဲ့တို့ဟွာဘိုးမကြီးထဲ့လိုက်ကောင်းမလား ဘုံမငားမယ် ဟမ်အေး ငားမလာမထဲ့ရင်မလာဘူးငားမလာမထဲ့ရင်ထွက်ပြေးမှာ ကဲမိမအငိမ့်ကောင်းတော့ငါဘိုးမငါမယ်ကွာ အဲ့တော့ အေး ကဲလူမင်းမင်းဟိုဗိတ်တွေပဲထဲအောင်မလား ဘိတ်တဲ့ ဗိတ်တွေတော့ရှုပ်တယ်ကွာအကုန်သားမြောက်ခိုင်း လင်းငါတော့မြောက်ခိုင်းလိုက်နမောဘုရားကလည်းပြီးတော့ ကဲမိမဒါနဲ့နင်းနဲ့ကနေစကားပြောတာဟုတ်ပါဘူးတို့အလူရက်ကနီးပြီနော်ငါသားနဲ့ရောဘဲပြောင်းနေ အေးအဲ့ဒါပြောတာ ကဲဟွာကိုဝမ်းချေမောစီနင်းတို့ညောင်အားနေတာနင်းတို့ငါသားနေရတိုးဆောင်လိုက် ဟောတဲ့ညီကိုချင်းပေါ့ဟဲ့အောင်ကိုချမလား ငယ်ကောင်ပိုးသွားတယ်နော် ချမလားတော့ချမလားမကြည့်ရ နင် ဘူး တို့ကြီးကောင်ကြီးမိုင်းနဲ့ကြီးမကောင်းမှာငါသားခေါ်လိုက်ဝင်ခွန်းနိုင် ခုနကမှတော့ ခွန်းနောင် ဒါထူးလိုက်လေတာ ခွန်းနောင်အော်ငါသားကြီးရဒီမှာရောက်နေတာကိုလာစမ်းငါသားအမလေးအမေလိုက်ရှာနေတာငါသားငယ်မင်းတအားဆော့လို့နဲ့ကွာမင်းအလူမစင်မမလည်းမင်းတအားကတာ ဟိုကဲကျင်တော့ကတော့မို့တောင်းလို့ကနေတာ မိမ ဟဲ့ ဒါငါသားခွန်အောင်လေးလား ခွန်းနောင်လေး ငါသားအလူရက်ကနေပြီလူလဲပိန်းကြောင်လို့ဘာတွေရောလုပ်တယ် သိညောင်ရဲ့အဲ့မှာမျက်လုံးမိတ်ကြံတော့လေကြည်အောင် တတတင်နေချင်းနေနဲ့သွားပြီးတော့ချော့တယ် ဘာတွေဆော့တာလဲ တတတင်နေချင်းနေနဲ့တေးပေါက်ပြိုင်တာ အာ မင်းအဖိကြတော့မခေါ်ဘူး တတရှုံးတယ် တမလို့ရှုံးတာ သူတို့ကတစ်ပင်မတက်ပေါက်တာရှည်ကြီးပဲတားကြတယ်တန်းပြီးကြတယ်အဲ့လိုမှဒီဟလူရမ်းနေပါတယ် နောက်ကငါသားလေးမော်တက်ပါ ဟိုနေမိမငါသားနေအလူရက်ကနေပြီပိန်းတာငါမကြိုက်ဘူးနော်ဒီငါအဆိုးမဆိုးနဲ့နေ သားကိုပိန်နေရပါငါသား ငါသားဘာမှမကြည့်ဘူးလား ကဗျာပတပိတ်ခါဒါမင်းမပဲချစ်တာ ဟိုအဖေကတောက် ကဗျာပတပိတ်ခါဒါမင်းမပဲချစ်တာ မင်းအဖေကိုမစော်ကားနဲ့နော်တာမင်း ငါသားရဲ့ တားလေး အမေမမေ အေးငါသား တတဘိုင်းစားလို့ အေးငါသားဘိုက်စာနေမှသိတယ်မေခမင်းကျွေးမယ်လေ ဟောစမ်းကချီစမ်းချီ ချီချီ နိုင်ငံခြားမမထားတဲ့ချီ ငါသားလည်းငါသားကိုကြီးကိုအဲ့လိုပြောလေငါသားရဲ့ငါသားအိတ်နေ ချီမတဲ့ this တော့လား this choose this တော့ ငါသားကဲ တတဘိုင်းစားလို့ အေးငါသားတို့အမေက ဟောသလား တော်တော့ ကမိမနဲ့ငါသားလေးကိုတစ်ခုခုကျွေးလောင် ကဲငါသားစားဖို့အမေကကြက်သားဟင်းချက်ထားတာ ငါသားစားဖို့တေချာပြောဘာငါသားစားဖို့တတအဘာတတဘာချာ ငါသားစားဖို့ကြက်သားဟင်းချက်ထားတယ် တတစားခြင်းတတအယူညာ ငါသားလည်းမင်းကြီးများ ကဗျာပတပိတ်ခါ အဲ့တော့ငါသားကြက်သားမကြိုက်ဘူးဆိုရင်ဝတ်သားချက်တယ်ဝတ်သား တတအီရစားခြင်း တားချင်းမြလာပဲဒါဆိုရင်မင်းဟိုကြက်ဥငါသားကြိုက်တယ်ကြက်ဥချက်တာ ကျုပ်ညီဆုံးနာလို့ ငါသား ပြောမနေမင်းတို့ကကစိုးရွက်ကိုနှက်မောင်စားရတယ်ရုံမို့ ဟိုငါသားတားလေးမင်းကျုပ်မကြိုက်ဘူးလား ကဗျာပတပိတ်ခါ ဟုတ်ပါအဖေကချစ်လို့ကကျုပ်မကြိုက်ဘူးလား ကျန် ကျုပ်မကြိုက်မင်းဟိုဥစားမလား နှလုံးရောင်းဖို့ရှိတယ်နှလုံးရောင်းဖို့ရှိတယ်ဟပ်ပွိုင်းစမလားမွေးချိုစမလား ငါမလေးပါလေငါမလေးပါလေ ဟို2025မှာပေါ်တဲ့ဥ ကဲငါသားအဲ့ဒါဆိုငါသားဘာစားမှာမင်းကြီးတာအများလားနဲ့ကွာ တတဟွာစားခြင်းတော့ နောက်စားကြတော့ပြော သမင်းပူလေးကိုလေရှီလီချားလေးနဲ့ရှမ်းပြီးတော့အဲ့ဒါ ဆန်းလိုက် မိရှက်ဖုံနဲ့ရှောင်းတယ် ဟဲ့တားလေးဟိုဖေးနားတဲ့မကြားလိုက်လို့ဘာစားကြင်လား တတသမင်းပူလေးကိုရှီလီချားလေးနဲ့ရှမ်းပြီးတော့လေအဲ့ဒါမိရှက်ဖုံနဲ့ရှောင်းတယ် လာအဲ့ဒါတားငယ်တော့ဘယ်သိပါမလို့အဖေရှင်းပြမယ်လားလာအဖေရှင်းပြမယ်လားလာပါ တတမိရှက်ဖုံရှားခြင်း အဲ့ဒါအဖေရှင်းပြမယ်လားတားငယ်တော့ဘယ်သိပါမလို့အဲ့တားစားခြင်းနဲ့ တတမိရှက်ဖုံရှားခြင်း အေးအဲ့ဒါအဖေရှင်းပြမယ်လားအဲ့တားစားခြင်းနဲ့အမေကြောက်ဖို့ကလေအဲ့ဒါငါသားစားမယ်ဟာမဟုတ်ဘူးနော်အဖေညားတဲ့ရင်သွေးကြီးတယ်ဟာနော်အဲ့ဒါ အဖေအဲ့ဒါကြီးကိုရင်းနှီးကြီးတယ်ဝါဟောရလားဖေဖေရဲ့ ဟောပဲအဲ့အကုန်တော့ပဲစားကြမလို့မြုံဝါလိုက်တင်ထားလိုက်မြုံဝါလိုက်တင်ထားလိုက် မဲကြောက်ဖို့ အပြင်းပြပြီးဆိုမှမြုံ
စီဘောကြလာကြစီဘောကြလေတော့ဟိုစီဘောကြလေ ကဲအဲ့တော့ကောင်းလိုက်တယ် ကဲအဲ့တော့ကောင်းလိုက်တယ် ကဲတို့လူတော်ကြီးကတော့ဘာမှလူလေးတွေမရှိပါ နေ ဘူး ရာမှာတော့လူလေးမရှိ ကဲအနည်းနဲ့အလားလားစူးစောင်းထားသမျှစီးစိမ်ဥစ္စာတွေမတုံမဖြုံးပဲကဲဒီနေ့အလူကြီးပေးတယ်နေပေါ့ ဂုံပြစ်မဲ့တစ်ချင်းလေးတော့မိတ်ချက်ပုံရှောက်မယ် လာမယ် ကဲမန်တက်ပြင်ဆောင်မန်တက်ပြင်စင်ကတော့မကောင်းဘူးလား ကောင်း စိုင်းနေမင်းသမီးတွေရော ကောင်း ဗိတ်တိတ်တွေရော ကောင်း မိစကားကော ကောင်း တို့အကျွေးမွေးရော ကောင်း ကျန်တာပါကျန်သေးရော ကောင်း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  အကုန်ကောင်း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  ကဲဘာမှလူလီသေးမရှိတဲ့တို့လူတော်ကြီးကိုနာမည်တက်ပြီးတော့ဂုံပြုပေးမှာက ကောင်းလိုက်တဲ့အလူ ကောင်းလိုက်တယ်လी ဟေး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 